Crystal Palace ကိုတီးပြီးတော့အဆင့်ဆုံးတက်သွားခဲ့တယ် United ဟုတ်ပါတယ်မင်းညကစားခဲ့တယ်ကျွန်တော်တို့ United အသင်းနဲ့ Crystal Palace ပွဲစဉ်မှာကျွန်တော် United အသင်းက Crystal Palace အသင်းကိုအိမ်ကွင်း Old Trafford မှာ2ခုတနဲ့အနိုင်ရရှိခဲ့ပါတယ်ပွဲစ3မိနစ်ပါနဲ့Crystal Palace ရဲ့နောက်ခံလူ Manson Lecroix က corner တစ်ဆင့်ခေါက်တိုက်ပြီးတော့တွေ့ယူခဲ့တယ်ဂိုးသမားညာဘက်တောင်သူတေချာချိန်ပြီးတော့တွင်းခဲ့တာပါဒီဂိုးကတော်တော်လေးကိုကောင်းခဲ့ပါတယ်ပထမပိုင်းမှာတော့ကျွန်တော် United ကဘာမှလုပ်လို့မရခဲ့ပါဘူးCrystal Palace ရဲ့ကစားပွဲအောက်ထဲမှာပဲမျောခဲ့ပြီးတော့စနီလင်းမန်ကောင်းခဲ့လို့သာပထမပိုင်းမှာဒီတက်ပို့ပြီးတော့ဂိုးလေးမပေးခဲ့ရတာပဲဖြစ်ပါတယ်ဒါပေမဲ့ပွဲချိန်42မိနစ်မှာရင်ကုန်ဆိတ်လှုပ်ရှားဖို့ကောင်းတဲ့ခိုင်းတဲ့တကူရှိခဲ့ပါတယ်ဒါကတော့ Bruno ရဲ့ free kick ပါဒီကန့်ချက်တော်တော်လေးကိုကောင်းခဲ့ပါတယ်ဒါပေမဲ့ Crystal Palace ရဲ့ဂိုးသမားဖြစ်တဲ့ Dean Henderson ကအကောင်းဆုံးပုတ်ထုတ်ကပဲသွားခဲ့ပါတယ်ဒုတိယပိုင်းပြန်စတော့လေပွဲကစားချိန်အတွင်းမှာပုံမှန်လိုပါပဲပွဲချိန်52မိနစ်မှာတော့United တင်ကကုညာဘောလုံးဆွဲပြီးတော့ပြေးထွက်တာကိုCrystal Palaceရဲ့နောက်ခံလူဖြစ်တဲ့ Manson Lecroix ဆွဲထားခဲ့ပါတယ်ဒါ penalty box ထဲမှာဖြစ်တဲ့အတွက်ဒိုင်လူကြီးက VAR ပြန်ကြည့်ပြီးတော့ဂိုးသွင်းတဲ့အခွင့်အရေးကိုသူကတားဆီးတဲ့အတွက်အနီးကပ်ပြခဲ့တယ်ပြီးတော့ penalty ပေးခဲ့ပါတယ်ဒီ penalty ကိုသင်းကောင်းဆောင် Bruno Fernandes ကအမှားမရှိကန်သိမ်းပြီးတော့ခြေပါကိုရှာယူခဲ့တယ်သိမကြဘူးပွဲချိန်65မိနစ်မှာ Bruno ရဲ့ penalty ပေးမှုကတစ်ဆင့် Benjamin Sesko ခေါင်းတိုက်ပြီးတော့ United အနိုင်ကိုတင်ယူပေးခဲ့တာပါ Benjamin Sesko ကအခုနောက်ပိုင်း United အတွက်အရေးပါတဲ့သင်းကိုတွေပဲတင်ယူခဲ့တာမှာသူယူပေးခဲ့တဲ့အမှတ်တွေတော်တော်လေးကိုများနေပါပြီနောက်ပိုင်းမှာတော့ United ကပဲတယောက်အသာနဲ့ Crystal Palace ကိုတော့ရှောက်ဖိစားခဲ့ပေမဲ့လည်းလူစားဝင်လာတဲ့ Sesko ရဲ့အဆုံးသက်ညံ့ဖြစ်မှုတွေအမှတ်တရလိုကန်သွင်းချက်ကောင်းခဲ့ပေမဲ့လည်းဒီဟန်နာဆိုင်ရဲ့လက်စမ်းပြအကောက်ပဲမှုတွေကြောင့် United တို့2ခုနဲ့ပဲထိုင်ရရှိခဲ့တာပါဒီလက်ကြောင့်ကျွန်တော် United တင်ဟာပရီးမီးယားလိအဆင့်3ကိုတက်ရောက်သွားခဲ့ပါတယ်အစတိုဗီလာနဲ့ရမတ်တူတယ်ဆိုပေမဲ့ကျွန်တော်တို့ကကိုဟာချက်မှာပို့ပြီးတော့များနေကြတာပါပြီးတော့အဆင့်လေးနေရာကလီဗာပူးကို3မှတ်ဖြတ်ထားတယ်ချယ်ဆီကလည်းအာဆင်နယ်ကိုရှုံးသွားတဲ့အတွက်ကျွန်တော်တို့ချန်ပီယံလိဝင်ခွင့်အတွက်ဆိုရင်အဓိကပြိုင်ဘက်တွေကတော့အက်စတိုဗီလာနဲ့လီဗာပူးဖြစ်လာမယ်လို့ထင်ပါတယ်ဒီနေ့ပွဲစဉ်မှာတော့အသင်းကောင်းဆောင် Bruno Fernandes ရဲ့ဂိုးသွင်းယူခဲ့တဲ့ Sesko ကိုတော့ကြိုက်ပါတယ်ပြိုင်ဘက်ကစားသမားအနေနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ Academy ကစားသမားဟောင်းဖြစ်တဲ့ဒီဟန်နာဆိုင်ကိုကြိုက်ပါတယ်သူ့အနေနဲ့ကောင်းတဲ့ကိုးချိန်တော့ပြုလုပ်ခဲ့တာပါဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ပိုကောင်းတဲ့အစီအစဉ်နဲ့ပြန်ပြီးတော့လာခဲ့ပါအောင်မယ်